ဒုတိယနေ့ဒူဘိုင်းရဲ့ဒုတိယနေ့ပေါ့နော်I mean ဟောပေါ့ဒီအီရန်ဘက်ကနေပြီးတော့တိုက်ခိုက်လာခဲ့ပြီးအရှေ့လေပိုင်းတိုက်ခိုက်ပြီးတော့ဒီတတိယနေ့ sorry တတိယနေ့ပို့ပြီးတည်ငြိမ်လာတယ်ဒီဘယ်လိုပြောမလဲဟိုဘက်ကပြစ်လိုက်တဲ့ drone တွေပါရလည်းအောက်ကိုမချတာလူတွေကစိုးရင်တော့ကလည်းမရှိတော့အစိုးရဘက်ကအလက်တွေကလည်းတော်တော်လေး gap ဖြစ်လာပြီเนาะမစိတ်တော့အဲအကြောင်းဒီငြိမ်မဲ့တွာလာနေကြOkay. See you later.